ကြာပါပြီနော်ဟန်တယောက်အနေနဲ့တွေ့နေကြဆိုပေမဲ့လည်း Bipolar Podcast ကဟန်အနေနဲ့တော့သိပြီးတော့မတွေ့ရကြာပြီထင်ပါတယ်ကျွန်တော်စိတ်ထင်တော့တစ်နှစ်ခွဲလောက်ရှိပြီထင်ပါတယ်ဒါပေမဲ့ကြာရင်လည်းကြာမှာလို့လေအဲ့ထက်ကိုကျွန်တော်ကလည်းနည်းနည်းစီးစားကြောင်နေဗျအမှန်တမ်းပြောရင်လေ Facebook မှာဒါဒီfan တွေကဒီလိုမျိုး live direction တို့ relationship အကြောင်းတွေကျွန်တော်ရှီယာနားထောင်ကြတော့ကျွန်တော်ဗီဒီယိုလေးနဲ့3မိနစ်တင်မိမယ်ကျွန်တော်အကြောင်းကျွန်တော်ပြောဖို့ကြတော့ Bipolar Podcast မှာတစ်ခါချင်းပြင်းနေတယ်ကျွန်တော်တကယ်ဝါသနာပါရလည်းအဲ့လိုမျိုးပြောချင်တာပြောရတာကိုကြိုက်တာပြောတင်ပြောထိုက်တာအဲ့တက်ပြောချင်တာပြောရတာကိုကြိုက်တာအဲ့လိုပြောပြီးရင်လည်းပြဿနာတွေတက်ကြတယ်မကြိုက်တဲ့လူတွေရှိကြတာကိုလည်းကျွန်တော်သဘောကျတယ်ကျွန်တော်ကတကယ်ဝါသနာပါလည်းဒီလိုမျိုးလွတ်လပ် entertain လုပ်ရတော့ကြိုက်တယ်နောက်ပြီးရင်ကျွန်တော်သချင်းတွေရေးရတာသွင်းရတာကြိုက်တယ်ဒီအပိုင်းတော့ကျွန်တော်ကအိမ်ထဲမှာဒီလထဲမှာပေါ့လေနည်းနည်းအကုန်ကြခံပြီးတော့မရှိမဲ့ပါပဲအဲ့တော့မီးလေးစင်စတူဒီယိုတွေတခြားလုပ်ပြီးတော့အဲ့လိုပဲလေးဆွဲနေတာပါပဲအဲ့တော့ sorry ပါကျွန်တော်ရဲ့ Bipolar Podcast ကိုကြိုက်ကြတဲ့သူတွေရှိရင် sorry ပါအဲ့တော့ကျွန်တော်အခုပြန်တင်တာပေါ့လေပြီးတော့အဲ့လိုကိုပြောချင်တာပြောတဲ့ဟာကိုလည်းရုပ်ကြီးတွေချောမနေကြဘူးနော်ဒါတော့ကြောင်ညာဝင်တာပါကျွန်တော် audio နဲ့လွတ်လပ်ပြောချင်တာပါမှန်တော့လေဒါပေမဲ့လူတွေကလည်းသိတဲ့အတိုင်းပဲ facial ရလည်းလိုတာ哦เนาะအမြင်လေးနဲ့3မိနစ်4မိနစ်လောက်ကြာဒီတိုင်းထိုင်တာမထောင်ချင်ကြအောင်အဲ့တော့ဒါကဒီတိုင်းထိုင်တာထောင်ချင်တဲ့လူတွေအတွက်တည်တံ့ပါเนาะအဲ့တော့ထားပါစကားနည်းနည်းရှည်သွားပြီဆိုတော့ကျွန်တော်ဒီရက်ပိုင်းကျွန်တော်နည်းနည်း shock ဖြစ်သွားတယ်အရင်ကတည်းကအများကြီးပိုငြိမ်သွားတယ်ကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်နဲ့ပြန်တွေ့တဲ့အခါမှာကျွန်တော်ပြောတာအများကြီးပြောင်းလဲသွားတယ်ပေါ့လေအများကြီးလည်းငြိမ်သွားတယ်အများကြီးလည်း calm ဖြစ်သွားတယ် humble ဖြစ်သွားတယ်တည်ငြိမ်သွားတယ်ပေါ့အဲ့တော့ပြန်စဉ်းစားတယ်အရင်ကမတည်ငြိမ်လို့လားပေါ့စဉ်းစားရင်လည်းကျွန်တော်တွေးတာဟုတ်တယ်ကျွန်တော်အရင်ကတော်တော်ကိုမတည်ငြိမ်ဘူး ADHD ဖြစ်တဲ့သူလို့ပြောလို့ရပါတယ်တစမ်းမှာကနာမငြိမ်သလိုအမြဲတမ်း motivate ကတက်လိုက်ကြလိုက်ဖြစ်နေတဲ့သူပါပြီးရ arrogant ဖြစ်ပါတယ်ကျွန်တော်နည်းနည်းonline မှာသာလူတွေကကျွန်တော်အဲ့လိုမျိုးတခုထင်မှာပေါ့လေနော်အဆင်ပြေရဲ့လူလို့ထင်မယ်ကျွန်တော်အပြင်မှာနည်းနည်းပေါင်းအသင်ရခတ်တဲ့လူတွေစားတဦးတွေပါတယောက်ပါအများကြီးတယောက်ပါเนาะလူတွေစားအများကြီးပါတယောက်ပါအဲ့တော့ကျွန်တော်ကလေအဲ့တော့ဘာပြောချင်လဲဆိုတော့ကျွန်တော်တခုချိုးချပြရတဲ့စစ်မှန်နေမဟုတ်ပါဘူးဒါအမှန်တိုင်းပြောတာပါကျွန်တော်အပြင်မှာနည်းနည်းပေါင်းအသင်ရခတ်တယ်နည်းနည်းအဲ့လိုမျိုးနားလေးရခတ်တဲ့လူလို့ပြောလို့ရတယ်အခုပြောနေခဏနေစိတ်မကြည်ဖြစ်သွားတယ်လူတွေစားပါအဲ့နားလည်ပြီပါ Bipolar Podcast တို့ကျွန်တော်ဝါသနာပါတဲ့သချင်းတို့ဒီခုနပြောတဲ့ဒီ audio podcast တွေကကျွန်တော်တကယ်ရှင်တွေက quality အစစ်ဖြစ်တဲ့အတွက်ကိုကျွန်တော်အရန်ချိန်ဆွဲပါတယ်ပြောချင်လည်းပြောချင်လည်းမပြောဘူးပေါ့လေအဲ့တော့ဒီ audio ကကျွန်တော်ရဲ့အစစ်မှန်တွေကိုခင်ဗျားတို့ကြားရတာပေါ့လေအဲ့တော့ဒီနေ့တော့ကျွန်တော်ကဘာပြောချင်လဲဆိုတော့ intro က3မိနစ်လောက်ဖြစ်သွားပြီ sorry ပါနော်အမြဲတမ်းတောင်းပန်တတ်ပါတယ်ကျွန်တော်အဲ့တော့ကျွန်တော်ဒီနေ့ဘာပြောချင်လဲဆိုတော့လွန်ခဲ့တဲ့ရက်သက်တစ်ပတ်ဒီကမှဆုံးပါသွားတယ်ကျွန်တော်ရဲ့အကိုလိုတငယ်ချင်းလိုပေါ့လေအရန်ချီရတယ်ကျွန်တော်ရဲ့ senior လောဘော်ကိုင်ဘက်ဟောင်းပေါ့ကိုစစ်နိုင်စုနဲ့အမတ်တရလေးတွေကိုစစ်နိုင်စုကဘလို့လူသားမျိုးဖြစ်တယ်ဆိုတာကိုကျွန်တော်နည်းနည်းလေးချီးမွမ်းခြင်းတယ်ပေါ့လေနော်ပြောပြရဲဆိုတော့ကျွန်တော်နည်းနည်းအမွန်းတင်ခြင်းပါတယ်ဒီဟာကလည်းကျွန်တော်တခြား attention တစ်စုံတရာယူလို့စိတ်မရှိဘဲနဲ့ကျွန်တော်ရှင်တွေကလာတယ်တကယ်ကိုစကားပါတကယ်ရှင်တွေကလာတဲ့စကားတစ်ခုပါအဲ့တော့ကိုစစ်နိုင်စုကကျွန်တော်တို့ကလေဘဝမှာရှားပါတဲ့လူတယောက်လို့ပြောလို့ရတယ်သူ့ရဲ့အမှုချင်းသူ့ရဲ့နေပုံထိုင်မှုသူ့ရဲ့ဖြစ်တည်မှုအားလုံးကကျွန်တော်တို့လေးစားဖို့ကောင်းတဲ့လူတယောက်လို့အရင်ဆုံးဒီ Bipolar Podcast ရဲ့အစပိုင်းမှာကျွန်တော်စပြီးပြောချင်ပါတယ်ဆိုတော့ကိုစစ်နဲ့ကျွန်တော်ဘယ်မှာစတွေ့လဲဆိုတော့ကျွန်တော်ကကိုစစ်လို့ခေါ်တာပါသူကိုစစ်နိုင်လို့တော့မခေါ်ပါဘူးချစ်လို့ကိုစစ်လို့ပဲဖြားဆိုပြီးခေါ်တာပါတယုံလုံးကသူ့ချစ်ကြပါတယ်သူမုန်းတယ်လို့မရှိကြပါဘူးကျွန်တော်ပထမဆုံးကျွန်တော်ကိုဗစ်ကာလမစခင်မှာကျွန်တော်ရေဒီယိုပေါ့လေနော် Cherry FM မှာကျွန်တော် announcer စဖြစ်ပါတယ် junior ပေါ့လေလူအယောက်ရာနဲ့ချီမှာကျွန်တော်တို့9ယောက်လား6ယောက်လားမမှတ်မိတော့အဲ့လောက်ရွေးတာပါအဲ့မှာကျွန်တော်ပါသွားတယ်ပေါ့လေပါသွားပြီးတော့ဂျားထဲမှာ COVID တွေဖြစ်တယ်COVID တွေဖြစ်တော့ကျွန်တော်တို့အိမ်ပြန်လွတ်ခံရတာပေါ့လေ COVID ဖြစ်သွားပြီးတော့ပြန်ရောက်လာတဲ့အခါမှာကျွန်တော်ရဲ့ proud ဆုံးလုပ်ဝင်ရတဲ့ရက်ကအဲ့ဂျားထဲမှာ2လ3လဟာသွားပါကျွန်တော်ဘယ်သူနဲ့မှမထိဆက်လိုက်ရပါဘူးရောက်ချင်းမှာကျွန်တော်တို့ကပျော်စရာကောင်းဆိုကြောက်စရာလည်းကောင်းတာပေါ့လေကျွန်တော်ကဘာမှမဆိုင်တဲ့နေရာလာတာဟုတ်နော်ကျွန်တော်အရင်ကတခြား ground handling service ကနေလာတာဆိုတော့ customer service ကတော့ပိုင်နေဗျာဒါပေမဲ့
ဖြောပြေးပိုင်းမှာတော့ကျွန်တော်တိတာပဲရှိတာကျွန်တော်မလုပ်တော့အဲ့တော့ရောက်တာနဲ့သူတို့ကကျွန်တော်လို့လုပ်ရမယ့် objective တွေကိုချပေးတာပါလေနော်ချင်းနာထောင်အောင်မယ်လို့ program တွေကိုစဉ်းစားရမယ်လို့ program တစ်ခုကို format ဆွဲရမယ်လို့ပါလို့ဆိုတော့ကျွန်တော်တို့ကအရင်ကြည်မာတယ်သူတို့တော့ဘာမှမဟုတ်ပါဘူးရောက်ချင်းမှာကျွန်တော်တို့ကရုံထဲမှာကွန်ပျူတာဆက်တွေအများကြီးပါအများကြီးမှာကိုကြိုက်တဲ့ခုံရွေးပိုင်ခွင့်မရှိဘူးအဲ့လိုကျွန်တော်တို့နံပါတ်တွေနဲ့ချပေးတာဘယ်ခုံထိုင်ရမယ်ဘန်နာကြီးထိဆိုတာရှိပါတယ်အဲ့တော့ကျွန်တော်နံပါတ်ကိုကျွန်တော်ကြည့်လိုက်တော့ခုံနံပါတ်ကကျွန်တော်မှတ်မိတော့ဆိုနံပါတ်5ထင်တယ်နော်5ထင်တယ်အဲ့5ကကျွန်တော်ခုံပါကျွန်တော်ထိုင်ရမှာအဲ့ဒီချိန်တွေမှာကျွန်တော်အဲ့5ကိုတွေ့တော့ကျွန်တော်ထိုင်မလို့နံပါတ်ကိုသွားကြည့်ပြီးတော့ကြည့်ရတွေ့တော့လေအဲ့ခုံပဲဒါပေမဲ့အဲ့ခုံပေါ်မှာလူတယောက်ကရှိနေတာလူတယောက်ရှိနေတယ်ဒါကmanagement error လားသူပဲသိရတဲ့တမင်လောက်တာလားဒါမှမဟုတ်တကယ်ပဲမသိရလားတော့ကျွန်တော်မသိဘူးပေါ့ထိုင်နေတော့ကျွန်တော်ကအဲ့လိုကျွန်တော်မပြောရဲဘူးလေနော် senior ကိုပြီးတော့အများကြီးကြည့်တယ်ငကိုတွေကကျွန်တော်တို့က senior junior လေးစားရမယ်ဆိုတော့အတိလည်းငယ်တဲ့တင်ခဲ့တော့မပြောရဲတာပေါ့လေမပွင့်လဲအဲ့ကျွန်တော်မပြောဘဲနဲ့တခြားဆက်မှာပဲကျွန်တော်ဘေးမှာသားပြီးခြားဆက်လေးမှာကျွန်တော်သုံးနေတာပေါ့သုံးနေတော့တိတ်မကြတဲ့အခါမှာတနာရီကျွန်တော်ထင်တနာရီ2နာရီလောက်ကြာသွားတဲ့အခါမှာဒီဆက်ကဘယ်သူထိုင်မှာလဲဆိုပြီးတော့စကားကိုခက်ပြက်နဲ့မေးတာပေါ့လေနော်အငယ်တွေကဘယ်သူထိုင်ရမှာလဲဆိုမေးတဲ့အခါမှာကျွန်တော်ထိုင်ရမှာလို့အကိုလို့ဂျမ်းမဲကျွန်တော်အကိုအလုပ်လုပ်နေတယ်ထင်လို့ကျွန်တော်လာမပြောတာဆိုတော့သူကကျွန်တော်ပြောတယ်မင်းပြောရမှာပေါ့တဲ့အကိုကမသိဘူးလေတဲ့အကိုကအဲ့ဒါကြီးလည်းမဖတ်ဘူးတဲ့ဒါမင်းတို့ဒီဘယ်လိုခေါ်လဲဒီအစ်စ်တွေတော့ကိုဒီလိုချပေးတာအကြီးကြီးဘာမှပြောထားဘူးလေနော်အဲ့တော့မင်းငေါ့လာပြောရမှာဗောတဲ့ပညာပြောတော့ကျွန်တော်နည်းနည်းစားပါဒီဘေးကဘာလဲဗောဒီမှာအစောကြီးရှိသေးတယ်ငါ့ကိုစလာတဲ့ကကောနေပြီဗောတကယ်တော့သူကောတာဗောသူရဲ့ငကိုပုံစံကစကားပြတ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကိုစစ်နဲ့ကျွန်တော်အမှစတည်တယ်ဒါပေမဲ့စာပိုင်းတော်တော်လက်ပေါက်ကတ်တယ်နှစ်ယောက်ကတိတ်မပြောပြဘူးကျွန်တော်လည်းစုံစရာအကြောင်းလည်းမရှိဘူးလေနော် program တွေလည်းမတူဘူးကျွန်တော်တခြားကိုတွေနဲ့ပဲဆုံးသွားမှာကိုစိုးပြေးလို့ပါလို့လဲဆုံးသွားဆိုတော့ဒါပေမဲ့ကျွန်တော်လှုပ်သက်လေးနည်းနည်းကြာလာတဲ့အခါမှာဘာစလာလဲဆိုတော့ကျွန်တော်တို့ဒီ covid ကာလတွေဒီနိုင်ငံရေးခင်းချင်းကာလတွေနဲ့တချို့တွေထွက်သွားကြတယ်အိမ်အောင်တွေကြာသွားကြတယ်အနားယူသွားကြတယ်ဗောလေအဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်နဲ့ကိုစင်နယ်ကအဲ့ program တစ်ခုမှာစပြီးတော့တွေ့ရတာဗောလေစပြီးတွေ့ရတော့တော်တော်လေးကိုဒီလူကဒီဘဲကတော်တော်လေးကောင်းပြီးတော့တော်တော်လေးကိုရိုးရှင်းတယ်ဘယ်လိုခေါ်လဲလုံးဝကာလာတွေမရှိတဲ့လူလို့ခံတာလူတယောက်ကိုသူလူလဲကြားဟုတ်လဲသူစိတ်ဝင်စားသူကလူလဲမကြတတ်တာမဟုတ်ဘူးဗျာသိလားကျွန်တော်တို့မြင်မှုတွေမှာမလုတ်တတ်တဲ့လူရှိရလုတ်တတ်တဲ့လူရှိရ तू ကအဲ့လိုမဟုတ်လူလဲကြားဖို့ကို तू စိတ်မဝင်စားတာနော်အဲ့လိုပြောမလားအဲ့တော့ကျွန်တော်ကဘယ်လိုခေါ်လဲသူ့ကိုဘာသဘောကြလဲဆိုအခုနကစကားပြောရင်ဒေတိုးအိုးပေါက်ပြောတယ်ပြီးရင် तू လိုချင်တဲ့ဟာကို तू ပုံမှန်လေးနဲ့ direct ပြောတယ်လှဲ့လည်းမပြောဘူး तू တွဲဝိုက်ပြီးလည်းမပြောအလိမ်မှလည်း तू မတုံးတော့တဲ့ပဲ तू ဒါလိုချင်တယ် तू ဒါလုံနိုင်တယ် okay မင်းလုံနိုင်လားမလုံနိုင်ဘူးလို့ကိုကညင်းတယ် okay သူကရတယ်အေးစေးပဲ okay အဲ့ဆိုရင်ဒီလိုလုပ်ကြတာပေါ့အဲ့လိုသွားရလို့ဗျာကျွန်တော်ကအရန်သဘောကျသွား तू နောက်တစ်ခုကဒီဟာကကျွန်တော်တမျိုးမထင်ပါနဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းမရင်းချက်လို့တော့ဒါမှကျွန်တော်ကိုယ်တိုင်ပတ်ဝန်းကျင်ကမကောင်းခဲ့လို့ပဲဒါကိုကျွန်တော်အထူးဆန်းလို့ဖြစ်နေရလားကျွန်တော်မသိဘူးပေါ့လေနော်ကိုစစ်ကလို့ကျွန်တော်မြင်မှုညတယ်မှာဒီကျွန်တော်တို့ gender ပေါ့လေနော် gender တခုလူတွေသတ်မှတ်ထားရရှိအောင်အဲ့တော့သူရက်ဒီမှုကိုသူကိုယ်သူသတ်မှတ်ထားတဲ့ gender တခုရှိမှာပေါ့လေသူကကျွန်တော်မြင်မှုသမျှကိုရက်တည်တဲ့နေရာမှာသူတော်တော်လေးခိုင်မာပြီးတော့တော်တော်လေးကိုစီကန့်ရှိရလူလို့ပြောလို့ရတယ်အဲ့လိုပြောမလားကျွန်တော်ပွင့်လင်းပဲပြောမှာဗျာကိုစစ်ကသူက gender ကသူ့ကိုသူ male လို့သူမခံယူထားဘူးလို့ကျွန်တော်ထင်တာပေါ့လေနော် male လို့မခံယူတော့ဒါပေမဲ့ကျွန်တော်တို့ယနေ့ချိန်ထိကိုစစ်ပေါ်မှာအဲ့လိုအထင်သေးတာမျိုးလုံးဝမခံစားမိဘူးသူကသူ့ကိုသူတန်မိုးမြင့်အောင်နေတယ်အဲ့လိုပြောရင်လည်းတမျိုးတော့ဖြစ်သွားမယ်ဒါပေမဲ့သူကရက်တိချက်ခိုင်မာပြီးတော့အရန်စီကန့်ရှိရလူလို့ပြောလို့ရတယ်အဲ့တော့နည်းနည်းသဘောပေါက်မယ်ထင်ပါကျွန်တော် direct ကြီးမပြောချင်ပါဆိုဆုံးမသွားတဲ့သူဖြစ်တဲ့အတွက်ကိုကျွန်တော်လေးစားမှုထားတာပါကျွန်တော်စိတ်ထဲမှာဒါကိုမခွဲခြားတတ်ဘူးဒါကိုမှန်လားမှားလားအဲ့ကြောင့်ကျွန်တော်နည်းနည်းထိန်းပြောနေပါတယ်အဲ့တော့သူကသူဒီ mail လို့မခံယူထားတဲ့လူတွေထဲမှာတော်တော်စီကန့်ကြပြီးတော့တော်တော်လေးစိတ်ချရတယ်လူလို့ပြောလို့ရတယ်အဲ့လိုပြောလို့
လူတွေကကျွန်တော်အဲ့လိုမြင်မှာပေါ့လေကျန်တဲ့လူတွေစီးခဲမရှိဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ကျွန်တော်မြင်မှုသမျှမှာလို့ပြောချင်တာပေါ့လေတချို့ mail လို့မခံယူထားတဲ့ channel တွေ mail ကိုမခံယူထားတဲ့ယောက်ျားကိုမခံယူထားတဲ့သူတော်တော်များများကနည်းနည်းလေးတော့ကျွန်တော်တို့ပေါင်းတဲ့နည်းနည်းလေးစဉ်းစားရတယ်နော်နည်းနည်းလေးဥမာယောက်ျားကနည်းနည်း main ကလေးဆန်နေတာမျိုးစိတ်ကောက်တာတို့နည်းနည်းအဲ့လိုစောင်းတာတို့ထိတာတို့တချို့ဆိုရင်စကားပြောတဲ့အခါမှာအောက်လုံးအမြဲသုံးပြီးတော့เนาะကျွန်တော်တို့နားထောင်လို့မကောင်းအောင်လို့ကိုလေအော်ဂျောလန်နေတဲ့လူတွေလည်းကျွန်တော်တွေ့ဘူးတယ်ဗောလေကျွန်တော်အပြင်ပတ်ဝန်းကျင်တွေမှာလည်းတွေ့ဘူးတယ်ဒီဟာနဲ့ပတ်သက်ပြီးလည်းပြောချင်တာကဘယ်လိုခေါ်လဲဆိုတော့ကျွန်တော်တို့ကအလဲမှာလက်နေကြလူတွေကပြောဆိုလွတ်နေကြတာဘာလို့နားလဲပြီးလိုက်တာဥမာယောက်ျားတယောက်က main ကလေးနဲ့ဖြစ်တခြားလူနဲ့ကျွန်တော်တို့စကားများတဲ့ခါမှာလက်သီးမပါခြင်းလက်မပါခြင်းခြေထောက်မပါခြင်းလက်နဲ့မပါခြင်းလို့ကျွန်တော်တို့စကားနဲ့အနိုင်ယူအဖို့ပြောတဲ့ခါမှာဘာဖြစ်ကြလဲတော်တော်များများပတ်ဝန်းကျင်ကယောက်ျားတံမေးလို့တုံးကြပါဗောလေmain ကလေးဆိုရဒီလိုပဲနိုင်အောင်ပြောလိုက်ပြီဆိုရင်main ကလေးတံမေးနော်အဲ့လိုအာချင်းရှာချင်းရှိရဲပေါ့အဲ့လိုပြောကြအောင်ဒါပေမဲ့ကျွန်တော်တို့အဲ့လို gender က male လည်းမဟုတ်ဘူး female လည်းမဟုတ်ဘဲနဲ့တခြားတစ်ခုကိုခံယူထားတဲ့လူတယောက်အဲ့လိုလူကြားလို့မကောင်းအောင်ရိုင်းဆိုင်တဲ့အခါတောင်စီးမရှိကမ်းမရှိတွေပြောဆိုတဲ့အခါလူတွေကနားလဲပေးကြတယ်။အော် तू ကဒါပဲကိုဆိုတာမျိုးပြောကြတယ်။တကယ်တော့ကျွန်တော်တို့က dan to ဆိုတာကအဲ့လိုဖြစ်ရမှာမဟုတ်အကုန်လုံးကိုကျွန်တော်တို့ action reaction တွေကတူနေရမှာ။ကျွန်တော်ခံယူချက်ပေါ့လေ။အဲ့လိုမျိုးနားလဲပေးလိုက်တာကိုခွဲခြားတာလို့ကျွန်တော်မြင်တယ်။ဥပမာကျွန်တော်အင်္ဂလန်မှာကျွန်တော်လူမဲအားကစားသမားတွေမလုပ်တဲ့ဒီကျွန်တော်တို့လူမဲခွဲခြားဆန့်ကျင်ရေး campaign တွေပေါ့လေ။ကွင်းထဲမှာငုတ်တုတ်ထိုင်တာတို့ပါတို့အဲ့လိုမျိုးသူတို့ချို့ရမလုပ်ဘူးဘာလို့လဲဆိုတော့အဲ့လို campaign လုပ်နေတာကိုကခွဲခြားနေရလို့ချို့ရခံယူကြရကျွန်တော်လည်းအဲ့လိုထင်တယ်ဥမာလူတယောက်ကိုတနာလိုက်တာဆိုတာဒါနှိမ်လိုက်တာလို့ကျွန်တော်ခံစားရတယ်အဲ့မှာတနာကြမလို့လေနော်အဲ့တော့အငိမ့်တစ်ခုမှလည်းကျွန်တော်နားထောင်ပါတယ်နော်အဲ့လို poly ပုံစံ character တယောက်ဆောင်တော့တနာပါတယ်လို့ပြောတဲ့အခါဘာမှတနာကြမလို့ဘူးပေါ့လေဆောက်ခွက်ရိုက်လိုက်မယ်ဆိုတာအဲ့လိုမျိုးပေါ့လေနော်အဲ့တော့သူနဲ့ကျွန်တော်ကသူ့ကိုဒီဒါအချီးမွမ်းတာပါကျွန်တော်ကသူတကယ်ကိုစကားလည်းမရှုပ်ဘူးသူလူတွေပေါ်ကိုလည်းမနာလိုတာညှိုးတေးတာလူတွေရဲ့အဆင်ပြေမှုတွေကိုသူမနာအဲ့လိုစိတ်ထဲမှာမရှိစိတ်လုံးဝမရှိဘူးဘာမှစိတ်ဝင်စားသူပြောရမယ်ဆိုရင် positive လည်းမဟုတ် negative စိတ်ကိုဝင်စားသူ့ကိုယ်သူရဲ့စိတ်ဝင်စားသူဘာလုပ်မယ်ဒီနေ့လေးမှာသူဘာလုပ်မယ်သူ plan ချတယ်သူကျမ်းမာရတဲ့သူစေးတောက်ရမယ်အလန်းနေခဏလာကိုစေးရဲ့ရုံးမှာကျွန်တော်တို့သူ့ရဲ့ trademark ကတော့သူကအလန်းတန်ခဏမြည်ရအခါကျရင်ကိုစေးတောက်မယ်ဆိုဒီရုံးလုံးကသူ့ကိုဝိုင်းပြောပါတာနော်အဲ့လိုမျိုးပေါ့လေကိုစစ်အရန်ချစ်ဖို့ကောင်းတယ်အဲ့လိုမျိုးကလေးတယောက်လိုပဲကျွန်တော်အမြင်မှာစီနီယာကိုအရင်တော့ကျွန်တော်သူ့ကိုလေးစားမှုနဲ့ကြောက်တယ်ဒါပေမဲ့ပေါင်းရင်နဲ့ကျွန်တော်ရဲ့ညီလေးလို့ခံစားရတယ်ကျွန်တော်ကလေးလေးလို့ခံစားရပါတယ်ကိုစစ်ကတကယ်ဟိုပါပြောရင်းနဲ့အဲ့လိုတတိယပါတယ်အဲ့တော့ကျွန်တော်ဒီအပိုင်း shock ဖြစ်နေတာအဲ့ဒါပါကျွန်တော်နောက်မှပဲကျွန်တော်တရားတွေပါတယ်တေချာပြန်လာစာအုပ်တွေကျွန်တော်တေချာပြန်ဖတ်တော့မှပဲနည်းနည်းစိတ်သက်သာရပါလေအဲ့တော့နည်းနည်းပြောရင်တော့ overload ထင်ပါပါဒါပေမဲ့ကျွန်တော်တကယ် shock ပါဘဝမှာကျွန်တော်တငယ်ချင်းကြောင့်မျက်ရည်ကျတာပထမဦးဆုံးတော့ဖြစ်နေမလားမသိပါဘူးเนาะကိုစစ်လောကကြီးကနေထွက်သွားတဲ့အခါမှာကျွန်တော်သတင်းကြားခြင်းအရန် shock ရပြီးတော့တောင့်ခံထားပြီးပဲညကြတော့ကျွန်တော်ဘယ်လိုမှမခံနိုင်ဘူးကျွန်တော်ထိုင်ကိုချလိုက်ရတယ်ဗောလေနောက်ရက်ဒီကတော့ကျွန်တော်အဲ့ page ကနေ Cherry FM ကကိုစစ်ဒီကောင်းနားယူသွားပါပြီဆိုတော့စာတွေ့တဲ့ခါမှာကျွန်တော်ဘွားကြီးအရန်တေချာနေသွားပြီလားဒီကိစ္စကြီးอ่ะဆိုပြီးဖြစ်ပြီးတော့ချုံမွေးချငုံမိရပါအဲ့တော့ဒါကတော့ကျွန်တော်ပထမအဆုံးနဲ့နောက်ဆုံးလူတယောက်ကိုတတိယစိတ်နဲ့ကျွန်တော်အချင်းမုန်းခံဖွင့်တာပါအဲ့တော့ကိုစစ်လည်းစိတ်ကောင်းစေနာကောင်းရှိတော့လေကောင်းရမွေရဘွားမှာကောင်းကောင်းကြီးအေးဆေးဆေးနေရပြီလို့ကျွန်တော်ထင်တယ်ဒီထက်ပိုကောင်းတဲ့ဒီထက်ပိုပြီးကျန်းမာတဲ့ခန္ဓာတစ်ခုနဲ့လည်းသူနေထိုင်ရမယ်လို့ကျွန်တော်အယုံကြည်ပါတယ်သူကတကယ်လူတွေပေါ့အရန်ကောင်းတယ်လူပါအဲ့တော့ကိုစစ်ကိုကျွန်တော်နောက်တစ်ခုကဘာကြိုက်လဲဆိုရင်ခုနပြောသလိုစကားပြောစီကံအရန်ရှိတော့လေကျွန်တော်အောက်လုံးတော့သိမလို့ကျွန်တော်အမှန်တမ်းရိုင်းတယ်လို့ပြောလို့ရကျွန်တော်တခုဆိုရင်စတယ်နောက်တယ်ဘော်ရိုင်းနဲ့ဆိုကျွန်တော်ဆဲတယ်အဲ့လိုကိုစစ်ကအဲ့လိုလူလုံးဝမဟုတ်အဲ့လိုနောက်တစ်ခုကကျွန်တော်တို့ရုံးမှာသုံးကြတယ်လို့ဗောလေစကားအရာမှာကိုစစ်လို့သုံးကြတာလေအဲ့တော့တကယ်ကိုအပူတွေလုပ်ပြီးပြောခဲ့ကြတာမဟုတ်ဗျာကိုစစ်ကကျွန်တော်တို့ radio announcer ဂျားမှာသူကစကားသုံးနှုံ script မှာပဲဖြစ်ဖြစ်သူရဲ့လက်တန်းတို့ရောဒီလက်လုံးပြောတဲ့အခါမှာပဲဖြစ်ဖြစ် microphone ရှေ့ကိုရောက်တာနဲ့သူ
သူပြောတဲ့စကားလုံးတွေက smooth ဖြစ်နေတာကိုစစ်ရဲ့စကားလုံးတွေကအဲ့လို over ကျွန်တော်တို့ကြွယ်တာလည်းမဟုတ်ဘူးအဲ့လိုကွန့်ပြီးတော့သူများရဲ့လိုလုတ်ပြီးဖန်တီးထားတာမျိုးမဟုတ်ပဲねသူပြောတဲ့အခါမှာစကားလုံးလေးတွေကရိုးရိုးရှင်းရှင်းနဲ့ smooth ဖြစ်ပြီးတော့အရန်နားထောင်လို့ကောင်းပြီးအရန်ကိုနှဝင်ပြီးရန်ဖြစ်ပါတယ်ပြီးရင်သူက program ဖန်တီးရဲ့အခါမှာလည်းတော်တော်လေးကိုမတူကွဲပြားပြီးတော့အတော်လေးစမ်းကြဲတဲ့သူလို့ကျွန်တော်တို့ပြောလို့ရတယ်ချီးကျူးလို့ရတယ်ဥပမာကျွန်တော်တခုခုပဲဗျာကျွန်တော် program တခုကျွန်တော်သူများနဲ့မတူအောင်စမ်းအောင်ကျွန်တော်လုပ်လိုက်တယ်ပဲထားဒါပေမဲ့ကျွန်တော် theory တွေကမထွက်သွားဘူးကျွန်တော်ဒီထဲမှာပဲရှိနေခဲ့တယ်ကိုစစ်အဲ့အရာတွေကလည်းလုပ်ခဲ့ပြီးသားတွေပဲเนาะကျွန်တော်စမ်းကြည့်လာလို့ထင်တဲ့ဟာတွေကကိုစစ်တော့ကတချိန်သူ prime time တော့လုပ်ခဲ့တဲ့ဟာတွေလို့ပြောလို့ရအဲ့တော့သူက prime time ပြီးသွားလို့အခုသူဒီကျမ်းမာရေးနဲ့သူလဲပတ်နေရတယ်သူတော်တော်လေးကိုရုန်းကန်နေရအချိန်မှာတော့သူရဲ့ထွက်တဲ့ idea ကျွန်တော်တို့မှတ်မိဘူးကိုစစ်ကအလောက်ထီကိုကျွတ်တယ်ပဲပါကျွန်တော်လူငယ်စကားနဲ့ပြောရမယ်ဆိုရင်အဲ့တော့ပြီးခဲ့တဲ့ကျွန်တော်ရပ်ပိုင်းကပဲကျွန်တော်ရဲ့ဒီ comment မှာလာပြီးမှန်းနဲ့ကိုစစ်ရဲ့ fan တယောက်ရှိပါတယ်ကျွန်တော်ကောင်းနေလည်းရှိပါတယ်သူကကျွန်တော်ရဲ့ program တွေကျွန်တော်ရဲ့အစီအစဉ်တွေအရန်ကောင်းနေဆိုတဲ့အကြောင်းကိုသူစကားတစ်ခုလို့သူ fan နဲ့သူကျမ်းမာရေးကိစ္စဆွေးနွေးနေပြောတယ်လို့ကြားရတဲ့အခါမှာဂုံလဲဂုံယူသလိုကျွန်တော်တို့တကယ်ကိုဘယ်လိုခေါ်လဲထိုက်တန်တဲ့စုတစ်ခုကိုစစ်ကပြီးလိုက်တယ်လို့ခံစားရပါတယ်เนาะစကားလေးချီးမွမ်းတာလေးရအောင်ကျွန်တော်တို့ကိုအရန်တန်ဖိုးချပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်ဘဝမှာချီးကျူးခံရတယ်ဆိုတာသိပြီးမရှိပါဘူးပညာရေးမှာပဲဖြစ်ဖြစ်တခြားမှာပဲဖြစ်ဖြစ်ချီးကျူးခံရတယ်ဆိုတော့ကျွန်တော်သိမရှိဘူးဗျကျွန်တော်လည်းသိနားမထောင်တော့အဲကြောင့်တစ်ခါကျရင်ကိုယ်နောက်ပိုင်းလူတွေကအရန်ချီးကျူးလာကြတယ် humble ဖြစ်တယ်ထားပါတော့လေနော်တခုချီးကျူးရင်ကျွန်တော်မနေတတ်ဘူးဘာလို့ကျွန်တော်မခံယူလို့ပါဒါပေမဲ့ကိုစစ်ပြောတဲ့ဟာလေးကိုတော့ကျွန်တော်အရန်ကုန်ယူရသလိုကျွန်တော်တကယ်လေးစားခဲ့ရတဲ့စီနီယာကိုနော်နောက်တစ်ခုကရေဒီယိုနောင်စာလောကမှာစစ်နိုင်ဆိုးဆိုတဲ့နာမည်ကတော်တော်လေးနာမည်ရခဲ့သလိုဒီနာမည်တစ်လုံးရဖို့လည်းသူအများကြီးတိဆောက်ခဲ့တာပါသူသာတကယ်ကြမ်းကြမ်းမာမာနဲ့တကယ်ကိုကောင်းကောင်းမွန်မွန်ရှိနေတယ်ဆိုရင်ဒီထက်ပိုပြီးတော့အစပေါင်းများစွာသူပိုလုံနိုင်တော့ပါလိမ့်မယ်အခုဒီလိုအခြေအနေတဲ့အောင်သူလုပ်ခဲ့တဲ့အရာကတကယ်ကိုကျွန်တော်ရင်ထဲမှာအများကြီးကြံစီခဲ့ပါတယ်သူများအနေနဲ့တော့မသိဘူးပေါ့ကျွန်တော်အနေနဲ့တော့သူ့ကိုကျွန်တော်စိတ်ထဲကကြိတ်ပြီးတော့လေးစားခဲ့ရတာပါဒါပေမဲ့ကျွန်တော်တို့အားနေချက်ပေါ့ဗျာတခါမှလူချင်းတွေ့ပြီးတော့ကိုစစ်ကဘလို့တော်တဲ့အကြောင်းမပြောပြပါဘူးသူလည်းကျွန်တော်မပြောပြပါဘူးဒါပေမဲ့ကျွန်တော်တို့အားလုံးရှင်ဘက်ထဲမှာရှိခဲ့ကြပါတယ်အဲ့တော့ကိုစစ်ကကျွန်တော်ဒီ hand podcast ဆိုပြီးတော့လူတွေက influencer live ကိုကျွန်တော်မရခင်မှာကိုစစ်ရဲ့ကျွန်တော်ရဲ့ပြီးရင် Matt and အောင်လို့ရှိပါတယ်ကျွန်တော်တို့၃ယောက်က program တစ်ခုလုပ်မယ်ဆိုပြီးတော့အိမ်မှာမုတ်တွေလှူစားပြီးတိုင်ပင်ကြပါသေးတယ်အဲ့ဒါမလုပ်ဖြစ်လိုက်တာဗျမလုပ်ဖြစ်လိုက်တော့ကျွန်တော်တယောက်တည်းပဲကျွန်တော်အိမ်မှာဖုန်းထောင်ပြီးတော့ရှိရလေးနဲ့ကျွန်တော်စလုပ်ကြည့်ရင်လည်းပဲဒီလိုအခြေအနေဖြစ်လာခဲ့တာပေါ့လေဒီလိုအခြေအနေဆိုလို့လည်းကျွန်တော်ဘာမှမဟုတ်သေးပါဘူးဒါပေမဲ့ကျွန်တော်ရက်တီလို့ရနေပါပြီဘာဖြစ်ကျွန်တော်ကိုအဲ့လိုမျိုးယုံကြည်ပေးကြတယ်ဗျာအကြီးတွေကပေါ့အထူးသဖြင့်ကိုစစ်ကကျွန်တော်ယုံကြည်ပေးတယ်ကျွန်တော်ဘာလို့စတင်ကိုစစ်ကကျွန်တော်ပံ့ပိုးပေးတယ်ယုံကြည်ပေးတယ်အထူးသဖြင့်ပံ့ပိုးတယ်ဆိုတာငွေကြေးတွေမဟုတ်ပါဘူးငွေကြေးနဲ့ကတော့ကျွန်တော်ဘယ်သူရှိရမှာမယူပါဘူးဒါပေမဲ့ကိုစစ်ကကျွန်တော်စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအများကြီးပေးခဲ့တယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့အကူပါပဲအဲ့တော့လည်းကျွန်တော်တို့မုတ်တီပါလှူစားပြီးတော့ program ကိစ္စတွေကျွန်တော်လုပ်ချင်တဲ့ပုံစံမျိုးတွေကျွန်တော်ပြောတယ်အဲ့တော့ program လေးကတော့ဒီလိုဗျာမတ်အနေနဲ့ကားမောင်းတက်တယ်ကိုစစ်ကကားမောင်းတာမကြိုက်ဘူးမောင်းလဲမောင်းတက်တာမထင်ဘူးကျွန်တော်လည်းမကြိုက်ဘူးကျွန်တော်ကားနည်းနည်းမောင်းတက်ဒါပေမဲ့ကျွန်တော်ကားမောင်းတာတစ်စမ်းမှမကြိုက်ဘူးကျွန်တော်အကျင့်ပေါ့လေကျွန်တော်ကတငယ်ချင်းတွေပါဆိုလဲကျွန်တော်အကုန်လုံးကားမောင်းပို့ပေးကြတဲ့လူတွေကြီးပဲနော်ကျွန်တော်အဖေကားလည်းတစ်ခါမှမတက်မမောင်းဘူးဖေတင်ပေးတော့တစ်ခါပဲယူပဲကျွန်တော်ကားမဟုတ်လို့ကျွန်တော်ခံစားရတယ်အဲ့တော့ကျွန်တော်ပိုင်တဲ့ຢာလို့မခံစားရင်ကျွန်တော်ထိကိုမထိချင်အဲ့လိုရှိတာပေါ့လေအဲ့တော့ကျွန်တော်ကားလဲတိတ်မောင်းကျွန်တော်အကူကျွန်တော်မောင်းပေးတယ်ကျွန်တော်မိသားစုမှာကျွန်တော်အကူရှိရယ်ကျွန်တော်အဖေရှိရယ်ကားကျွန်တော်တခုတို့အားလိုက်ပို့ပေးတယ်ပေါ့လေသွားရလာဆိုသူတို့မောင်းတယ်ပြီးရင်ကျွန်တော်ကိုတင်ငယ်ချင်းတွေအခုကျွန်တော်ကိုတင်ငယ်ချင်းတွေကကျွန်တော်တင်ငယ်ချင်းလို့ဖြစ်နေတာသူတင်ငယ်ချင်းမဟုတ်တော့ဘဲနဲ့တော့သူတို့နဲ့တော်တော်လေးတွဲပေါ်ဖြစ်နေတော့သူတို့ကပဲမောင်းတာအကုန်လုံးကားမောင်းတက်ကြအဲ့တော့သူတို့မောင်းလိုက်စီးရုံပဲကျွန်တော်တင်ငယ်ချင်းတွေလည်းအဲ့လိုပဲရွယ်သူတင်ငယ်ချင်းတွေမှာဆိုရင်ကျွန်တော်တင်ငယ်ချင်းတွေကကားမောင်းတယ်သူတို့ပဲပို့ပေးတာအဲ့တော့ကျွန်တော်တို့ကဒီကားမောင်းစရာမလိုဘူးလို့ကျွန်တော်ကထင်တာပဲကျွန်တော်ကားမောင်းတာဒီဇိုင်းမှမကြိုက်အဲ့တော့ထားပါတော့လေ program ကိုကျွန်တော်အဲ့လိုစဉ်းစားပါမတ်အနောကားမောင်းပေါ့ကျွန်တော်နဲ့ကိုစင်းတွေကစကားတွေပြောကြသုံးအောင်စကားတွေပြောကြပြီးရင် guest တွေဖိတ်မယ်ပေါ့ကားပေါ်မှာလက်ဆောင်ပေးမယ်မုတ်တွေစားမယ်စကားတွေပြောမယ် podcast ပေါ့ဗောလေအဲ့တော့အဲ့လိုစားမယ် podcast ပေါ့ဒါပေမဲ့မလုပ်ဖြစ်ပါဘူးကိုစစ်လည်းကျမ်းမာရေးရဲ့စိတ်ပိုင်းဆိုင်ရာနည်းနည်းအဲ့တော့ head သူစိတ်ပိုင်းဆိုင်ရာဒီကျမ်းမာရေးနဲ့ထိပြီးတော့
နည်းနည်းလေးသူကြာနေတာဗောလေမန်နော်လည်းအိမ်အောင်တစ်ဖက်နဲ့ဆိုတော့သူအိမ်အောင်မှုကိစ္စတွေနဲ့သူရှုပ်နေတော့လူပြိုလူလို့ကျွန်တော်ပဲလို့အိမ်တော်တယောက်တည်းနေတာပေါ့အဲ့တော့ကျွန်တော်ပဲစိတ်လို့ကိုလို့အိမ်ထဲမှာပဲဖုန်းထောင်ပြီးရိုက်လိုက်တာပေါ့အဲ့ဒါအလုပ်ဖြစ်သွားတာပေါ့အဲ့ဒီခါမှာလည်းအရင်တော့ကနေဘာမှမပြောင်းလဲတော့ကိုစစ်ကကျွန်တော်သူ့ညီလေးတယောက်လို့ကလေးလေးတယောက်လို့ပဲကျွန်တော်ကိုပေါင်းတင်ဆက်ဆံပါတယ်ကျွန်တော်တို့အဲ့ဒါပို့ပြီး comfort ဖြစ်စေတယ်အခုနောက်ပိုင်းလူတွေကကျွန်တော်ကိုဟန်ဆိုတဲ့စိတ်နဲ့ခင်မင်ကြရချစ်ခင်ကြရဆိုရင်မဲ့ကျွန်တော်ကိုအဲ့လိုနှွေးထွေးရလို့မခံစားရစေဘူးဒါအမှန်တိုင်းပြောတာပါကျွန်တော်တို့ကတော့အဲ့ထီးကြံခဲ့တဲ့ကာလကျွန်တော်တယောက်တည်းရုန်းကန်ခဲ့ရတဲ့ကာလတွေမှာဒီအကိုတွေကဒီ Cherry FM ကကျွန်တော်ရဲ့မိသားစုပါပဲကျွန်တော် lockdown တွေဒီနိုင်ငံရေးခင်းချင်းကာလတွေမှာကျွန်တော်သူတို့နဲ့ပဲလဲပတ်ရတယ်ကျွန်တော်တို့အိမ်လိုဖြစ်ပြီးတော့ကျွန်တော်နေရတဲ့တယောက်တည်းနေရတဲ့အိမ်ကတော့ကျွန်တော်တို့အိတ်ဖို့တစ်ခုပါပဲအဲ့အလုပ်ကတော့ကျွန်တော်ရဲ့အိမ်လေးလိုပါပဲအကုန်လုံးကကျွန်တော်ပေါ်ကိုနှွေးထွေးကြပါတယ်ဒါပေမဲ့လူဆိုတော့ဆုံးပြဆိုတာရှိရပါလေเนาะအဲ့မှာတော့ကျွန်တော်လည်းအဆင်မပြေတဲ့လူတွေလည်းရှိရပါတယ်ဒါပေမဲ့ကျွန်တော်လည်းအဆင်မပြေမှလည်းသူများရဲ့အဆင်ပြေကြပါတယ်တချို့တွေကြအဲ့တော့ကျွန်တော်တို့ဒါလူတဘာဝပါပဲဒါပေမဲ့ကျွန်တော်တကယ်အိမ်လိုပါပဲဒီပိုင်ရှင်ကလည်းမိသားစုတွေကအမကြီးတယောက်လိုပါပဲကျွန်တော်ပေါ်တော်တော်လေးကောင်းတယ်လူကြီးတွေကလည်းဒီတာဝန်ရှိတဲ့ဒီ manager တွေ general manager တွေအများကြီးပေါ့ဒီကျွန်တော်ကို department အသီးသီးကလူတော်တော်များကျွန်တော်ကိုချစ်ကြတယ်ကျွန်တော်ကလည်းကောင်းလှုပ်ကြိုးစားလို့လာတော့မသိပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့ရဲ့ညီငယ်မောင်ငယ်လူမျိုးစောင့်ရှောက်ခဲ့ကြပါတယ်အဲ့တော့ဒီနေ့တော့ဒါကိုစစ်ကိုချီမွန်ကန်ဖွင့်တာပါကိုစစ်အကြောင်းလေးကိုကျွန်တော်ပြောချင်လာနေရေချိုးရင်းနဲ့ပဲ shower thought ပေါ့Bipolar podcast မှာပြောရကြပြီပြောချင်ပြောမယ်ကွာဆိုပြီးတော့ကျွန်တော်ရှောက်ပြောတာပါအဲ့ဒါအခုဒါပြောတာတကယ်ပြောတာပါလေအကြောင်းအရာတွေအမှန်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်လို့ Bipolar podcast ကိုကျွန်တော်အတန်သွင်းတာပါအဲ့တော့အမားတစ်ခုပါသွားတယ်စိတ်အဆင်မပြေတာရှိရင်လည်းခွင့်လို့ပြကြပါကျွန်တော်လည်းအမားနဲ့မို့လို့အမားတွေနဲ့လူတယောက်မို့လို့နောက်လည်းဆက်ပြီးတော့မှားနေအောင်ပါပဲဒါပေမဲ့ပြင်ရမယ်မှာဆိုရင်တော့ကျွန်တော်ပြင်ပါမယ်ဒါကတော့ကိုစစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်တွေကလာတဲ့အပိုင်းစာတချို့ကိုအားလုံးပြခဲ့တာပါကိုစစ်ရဲ့ဘယ်လိုလူစားမျိုးဆိုတာလည်းသိစေချင်လို့အမှတ်တရလေးအားလုံးနဲ့တစ်ခုလေးကိုကျွန်တော်နည်းနည်းအချိန်ပေးပြီးတော့ပြောလိုက်တာပါအဲ့တော့နားထောင်ပေးရလူတွေလည်းနည်းနည်းကြာသွားမယ်ဆိုတော့နောက်ပိုင်းနေမှာကျွန်တော်ဆက်ပြီးတော့ပြောပါမယ်အဲ့ဒါလေးတွေကိုကျွန်တော်ပြောဆက်ရှိရတယ်ကျွန်တော်ပြောပြီးရင်ကိုစစ်ကိုကျွန်တော်အမြဲတမ်းရင်မထဲမှာပဲတင်ထားပြီးတော့ကျွန်တော်ရဲ့ဆရာအကူတငယ်ချင်းနော်အဲ့လိုမျိုးပဲကျွန်တော်တင်ထားပါတော့မယ်ဒါလေးကတော့အားလုံးကိုသူ့ပြိတ္တတွေရောသူ့အသိတဲ့လူတွေရောကိုနားထောင်စီခြင်းလို့မျှဝေတဲ့သဘောတတ်တာဖြစ်ပါတယ်အဲ့တော့ကိုစစ်နဲ့ပတ်သက်ပြီးတော့ထိရွယ်ရှာလွယ်ကိစ္စတွေများပါသွားတယ်ဆိုရင်ကျွန်တော်အနည်းငယ်တောင်းပန်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေဗျာ